အားလုံးပဲမင်္ဂလာပါခင်ဗျာအခုဖတ်ပြမှာကတော့ဆရာမင်းလူရဲ့ရုပ်ကစိုးညီချင်းဆိုတဲ့ဝိတ္ထုတိုလေးပဲဖြစ်ပါတယ်ကျွန်တော်ကတော့လင်းခံပါခင်ဗျာကျွန်တော်ကတစ်ပင်တွေကိုစိတ်ဝင်စားတတ်သူဖြစ်၏စာဖတ်ခြင်းဘောလုံးကန်ခြင်းတို့လောက်ဆွဲဆွဲလန်းလန်းဝါသနာကြီးတာမျိုးမဟုတ်ပဲတခါတလေတော့အပြင်းပြေတစ်ပင်ဆိုင်တတ်သည်စိုက်ပျိုးရေးအကြောင်းတက်ကြွနားလေလို့တော့မဟုတ်စိုက်နီးပြိုးနီးစာအုပ်တွေဖတ်ပြီးစနစ်တကျစိုက်ပျိုးတတ်တာလည်းမဟုတ်ကိုနီးကိုဟန်နဲ့စိုက်တာကျွန်တော်မူကလွယ်လေရိုးရိုးရှင်းရှင်းလေးပထမတစ်ချက်ကတစ်ပင်ဆိုတာမြေကြီးပေါ်မှာပေါက်တာဒါကြောင့်မြေကြီးထဲမှာစိုက်ရမယ်ဒုတိယတစ်ချက်ကတစ်ပင်တွေကရေကြိုက်တယ်ရေလောင်းပေးရမယ်တတိယအချက်ကတော့တစ်ပင်တွေကလင်းရောင်ရမှကြီးထွားသည်လောင်းရိပ်မမိအောင်မယူဆိုင်ရမည်ကိုကပဲခြေစည်းလက်စိတ်ကောင်းလို့လားမသိဘူးကျွန်တော်စိုက်တဲ့အပင်တွေဆိုရင်ရှင်တာများသည်စိုက်ခဲ့သောအပင်တွေကလည်းမျိုးစုံတချို့ဆိုရင်ဘာပင်မှန်းတော့မသိအလေးကျပေါက်နေသောအပင်တွေကပုံစံထူးခြားနေလို့ယူဆိုင်ကြည့်တာမျိုးတွေလည်းရှိ၏တခါကမြတ်တော်ထဲမှာပေါက်နေသောတစ်ပင်လေးတစ်ပင်၏အရွက်တွေကမြင်နေကြပေါင်းပင်တွေနဲ့မတူတာတွေ့ရသည်နင်းစီလိုလိုလက်ဖက်ရွက်လိုလိုချွန်တွန့်ကလေးတွေပါတခုခုတော့ဖြစ်မှာပဲဆိုပြီးပန်းအိုးထဲရွှေ့ဆိုင်ထားလိုက်သည်အချိန်တန်တော့အလွန်လှပသောခရမ်းပွင့်ကလေးတွေပွင့်လာသည်သူများပြောမှကောက်လန်းတီပွင့်ကလေးတွေဖြစ်ကြောင်းသိရသည်ရုရှားပန်းသီးဆိုတာလဲစိုက်ဖူးသည်အတီးတော့စားလည်းမစားဘူးမြင်လည်းမမြင်ဘူးအစစ်ကိုသာရရှိခြင်းဖြစ်သည်အပင်ပေါက်သည်14-15ပေအထိတက်တာသည်အတီးတော့မထီရာသီဥတုမတူလို့ဖြစ်လိမ့်မည်ဖျားပန်းဦးမှာထိုးသောကမုံချို့ကိုလည်းစိုက်ခဲ့ဘူးသည်အပင်အမီတိတာရောမတိတာရောပါသည်ကမုံတစ်မျိုးကတော့စေပေလောက်ထိထိုးတက်သွားပြီးအတက်တွေပါထွက်လာသဖြင့်ခြံစည်းရိုးမှာခွဲဆိုင်လိုက်ရသည်ဂမ်ဘီယာအကြောင်းတွေပါသောမဂ္ဂဇင်းတစ်စောင်မှဖတ်ရတော့မှစီးပွားတက်တယ်ဆိုပြီးတချို့တွေအလွန်တန်ဖိုးထားကြသောလက်ကီးကမုံဆိုတာဖြစ်နေကြောင်းသိရသည်တငယ်ချင်းတစ်ယောက်အိမ်မှာတွေ့ရသောအပင်လေးကိုသဘောကျမိသည်အစိမ်းရင်ရောင်အရွက်ကလေးတွေကဘေးကိုပြိုင်လျက်ထွက်နေသည်ဘာပင်လဲမေးတော့သူလည်းမသိလှလို့စိုက်ထားတာပြောသည်မျိုးယူလာပြီးအိမ်မှာစိုက်ထားလိုက်သည်နောက်မှအစိတ်အတောက်ကိုလွန်နိုင်သောကင်းကမုံနဲ့ရုပ်ရှင်မင်းသားကြီးဇော်လွင်ကကျွန်တော်ကိုပထမကမုံဆိုတာလက်ဆောင်ပေးမှုသည်သူကပွင့်ခဲသည်ပွင့်ပြီးဆိုလျင်လဲညီညီရဲအလွန်လှသည်ကမုံပွင့်လို့သည်အစွမ်းထက်ဆေးဘက်ဝင်သလိုတချို့ကြတော့လဲအစိတ်အတောက်ဖြစ်တတ်သည်ဟုဆို၏ထို့ကြောင့်ကမုံဆိုင်လျင်ရှောင်ရန်ဆောင်ရန်တွေရှိနေခြင်းဖြစ်ပုံရသည်လူတော်တော်များများကကမုံကိုစီးပွားတက်ဖို့ယာတို့တက်ဖို့ရည်ရွယ်ပြီးစိုက်ကြခြင်းဖြစ်၏ကျွန်တော်ကတော့ရွက်လှလို့အပွင့်လှလို့အပင်ပုံစံထူးခြားလို့ဆိုပြီးစိုက်ခြင်းသာဖြစ်၏တချို့လူတွေလိုမြင့်မြတ်တဲ့နေရာမှာရွေးပြီးစိုက်ခြင်းရွှေရီငွေရီလောင်းခြင်းဒိုရာဆူတောင်းခြင်းတော့ပြုလေမရှိပါနေရာတွေဘာတွေလဲရွေးနေတာမဟုတ်ကျုံတဲ့နေရာမှာအစင်ပြေသလိုစိုက်တာပဲပန်းအိုးလှလှလေးတွေဘာတွေလဲရှာမနေရှိတဲ့ပန်းအိုးပဲတချို့ပန်းအိုးတွေကပဲ့ရွယ်နေသည်တချို့အပင်တွေကိုဇလုံးပေါက်ထဲစိုက်သည်တချို့ကတော့တန်မုံဟောင်းထဲမှာတချို့လည်းမြေပေါ်မှာရှင်ရင်ပြီးရောကျွန်တော်တို့အိမ်ဝင်းထဲမှာတစ်ပင်တွေအတော်လေးစုံလင်နေဟုဆိုလိုက်သည်အပင်ကြီးအပင်လက်တွေဆိုရင်တရက်မကြီးမယန်းဗန္တာအုံပင်ဒန်နလွန်တရုတ်ကဘောစကိုင်းတမကလဝေဇောင်းလျာရေတမဆွဲတော်အုံနေမလကာတဝဲမိုင်းစင်တော်မနွယ်ယူဇနာစသဖြင့်ကျွန်တော်စိုက်ချင်နေသောအပင်တွေလည်းရှိနေသေးသည်ဥမာကန့်ကောကျွန်တော်ကတက္ကသိုလ်ကိုအလွန်ချစ်သူဖြစ်သောကြောင့်ရန်ကုန်တက္ကသိုလ်၏တင်ဂီတဖြစ်သောဂန်းကိုပန်းကိုလည်းနှစ်သက်သည်တို့ရာတွင်ကျွန်တော်ခြံဝင်းထဲမှာဂန်းကောပင်မရှိသည်စိုက်ဖို့ကြိုးစားတော်လဲမဖြစ်မြောက်သည်ဂန်းကောပင်ကအတက်နေသည်လာပေါင်းတော်ကြားသည့်အထိတထွာကျော်ကမတက်အမြစ်ကသာရှည်ရှည်ထွက်လာတတ်သည်အောက်ခြေခိုင်းအောင်အာယူပြီးမှတက်သောအပင်မျိုးလားမသိအခုလောလောဆယ်မှာတော့အင်ရှိဘုန်းကြီးเจ้าကဂန်းကောပင်လေးတွေကိုပဲကြည့်ပြီးအားကြနေရသည်ကျွန်တော်ကတက္ကသိုလ်ကိုချစ်တဲ့သူဆိုတော့အထင်ကရဖြစ်သောတစ်ပုတ်ပင်ကြီးကိုလည်းချစ်ရမှာပေါ့တို့ရရင်အိမ်ထဲမှာတော့တစ်ပုတ်ပင်စိုက်ဖို့မလွယ်လာပါဆရာကြီးမင်းသူဝင်ဤပြမငုတ်တို့ကြပြာကိုဖတ်ပြီးကလေးကပြမပင်ကိုအလွန်စိတ်ဝင်စားခဲ့သည်ကံအားလျော်စွာပဲသူ့ဝနဘက်ကိုတွားသောလမ်းဘေးတစ်ဖက်တစ်ချက်မှာဟိုရင်ကပြမပင်တွေရှိခဲ့သည်အပွင့်ပွင့်ကြီးဆိုရင်တလန်းလုံးညီလာရောင်တန်းနေတာသိလာသည်ကျွန်တော်တကယ်ချင်းမမောင်စနေနှင့်ခင်ဖြူတို့
သမီးဦးမွေးတော့ကျွန်တော်ကအင်ဂျင်လို့နာမည်ပေးပါလားဟုအကြံပြုခဲ့သည်သူတို့ကလည်းသဘောကျသဖြင့်ထိုနာမည်အတီးဖြစ်သွားသည်ပြောတာပြောတယ်ကျွန်တော်ဒီအင်ဂျင်ပင်ကိုတစ်ခါမှမမြင်ဘူးခဲ့အင်ဂျင်ပွင့်ဆိုတာဝေးရောရန်ကုန်တရိတ်ဆန်ဥယျာဉ်နှင့်တဘာဝသမိုင်းပြလိုက်မှသာကြောက်ဖြစ်ရုံကျွင်းအင်ဂျင်တုံးကြီးများမြင်မှုသည်တရမမဟာစီသဒနာရိပ်သာသို့ရောက်သွားသည်မင်္ဂလာဦးစွန်းကျွေးကိုတွားခြင်းဖြစ်၏ထိုအခါကျမှအင်ဂျင်ပင်ကိုမြင်မှုတော့သည်ကံကောင်းခြင်းတော့အင်ဂျင်ပွင့်ခြင်းနေနဲ့ကြုံသည်ကျွန်တော်အင်ဂျင်ပန်းမဲမသိလှလိုက်တာဘာပန်းလဲဟုမေးတော့ဇနီးကအင်ဂျင်ဟုပြော၍သိရခြင်းဖြစ်၏အင်ဂျင်ပန်းများသည်ဂိုင်းပြားဂိုင်းနားမှာမဟုတ်အကိုင်းအရင်ဘက်ပင်စီနားမှာကပ်ပွင့်ခြင်းဖြစ်၏အမြင့်10ပေလောက်တသာမှာကျွန်တော်သည်စက်တန်စင်မင်းဆက်ကိုဖြတ်ခနဲတရိယာမိသည်တဘာဝကြလိုက်တာတရုတ်မှန်လိုက်တာကြည့်ပါဦးအင်ဂျင်ပန်းခံရဲ့အနေထားကစင်တကောင်နှမောင်းနဲ့လမ်းဆွတ်ဖို့ပြီးရဲ့အနေတော်ပဲမဟုတ်လားတကယ်တော့အင်ဂျင်သည်ဘောရီညောင်ပင်ကလွဲလျင်တရက်ဖြူပင်လင်းလွန်းပင်တို့လိုပင်ဗုဒ္ဓဖြစ်စဉ်ထဲမှာအရေးပါလာသည်မြတ်စွာဘုရားဖောတော်မူသည့်နေရာမှာလုံမဏီတာမောအင်ဂျင်တော်မှဖြစ်၏မေရောမာယာသည်အင်ဂျင်ကိုင်းကိုအားပြုမိတွေ့ပြီးတားတော်ကိုမွေးဖွားရသည်ထိုခိုက်မှာအင်ဂျင်ပန်းတွေတတော်လုံးပွင့်တဲ့ဘယ်လောက်တာယာကြည်နူးပွဲကောင်းလိုက်တယ်မြတ်စွာဘုရားပြိဋိဘံဆန်တော်မူတော့လဲအင်ဂျင်တော်မှာပဲထိုစဉ်ကလေးကအင်ဂျင်ပွင့်တွေတတော်လုံးလှိုင်အောင်ပွင့်ခဲ့သည်ဆို၏ဘယ်လောက်ရမောကြည်ကွဲပွဲကောင်းလိုက်လိမ့်မလဲတက်ပြောခြင်းလျင်တစ်ပင်ဆိုင်ဆိုသောစကားရှိကိုဆိုင်သောတစ်စေကလေးကအညောင်ထွက်လာတာတဖြည်းဖြည်းကြီးလာတာအပွင့်ပွင့်လာတာအတီးတီးလာတာကိုစိတ်ရှည်လက်ရှည်စောင့်ကြည့်ရင်ရရှိလာသောပျော်ရွှင်မှုကအလွန်ထူးခြားသည်ထို့အတူကိုအရေးတကြီးပြုစုစောင့်ရှောက်ရသောတစ်ပင်ကလေးကိုခယူရီကိုက်ဖြတ်ခြင်းကြက်တီရက်သွားခြင်းခွေးတွေခြေနှင့်နင်းခြင်းလူတွေကချိုးဖက်ဖျက်ဆီးခြင်းတို့ခံရသောအခါကို့အသားကိုထိတယ်လို့ခံစားရသည်တစ်တော်တစ်ပင်ချစ်မြတ်နိုးသူတွေဆိုရင်ကမ္ဘာလုံးမှာရှိသမျှတစ်ပင်တွေကိုသူတို့ကိုယ်တိုင်စိုက်ထားတယ်လို့တောင်သဘောထားကြသည်တစ်ပင်တွေခုတ်လဲခံရရင်ဆုတ်တက်ဖြစ်ကြသည်တစ်တော်တွေပြုံးတိလျင်ဘိုးဘွားပိုင်ပစ္စည်းဆုံးရှုံးတယ်လို့ဝမ်းနဲ့ပက်လက်ဖြစ်ကြသည်တစ်ဖက်ကလည်းမျိုးပြတွေတိုးချဲ့ဖို့လမ်းတစ်ဖောက်ဖို့လမ်းဟောင်းပြင်ဖို့တစ်ပင်တွေခုတ်ကြရသည်စက်ယုံလုံယုံတွေကတစ်တော်နယ်မြေတဲ့အထိနေချဲ့လာသည်ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်ဝန်းကျင်ပျက်စီးမှုတို့သည်အကြာခဏဆိုသလိုထိတ်တိုက်တွေ့ကြသည်တိုးတက်လာသောလူဦးရေကိုကျွေးမွေးဖို့လေယာစိုက်ခိန်းတွေတိုးချဲ့ကြတာတောထဲတောင်ထဲထိရောက်သွားသည်ထို့ကသားရင်တိရစ္ဆာန်များနှင့်လူတို့ပြိပက္ခဖြစ်ရသည်မြောက်တွေတောဝက်တွေစင်တွေကစိုက်ခင်းတွေထဲဝင်ရောက်စားတောက်ဖျက်ဆီးကြသည်လူတွေကကြောက်လန့်မောင်းထုတ်သည်မရလျင်ပြစ်တတ်သည်တခါတလေတိရစ္ဆာန်တွေကလက်စားချေတဲ့အနေနဲ့ရွာတွေကိုဝင်ရောက်တိုက်ခိုက်ကြသည်ထိုပြဿနာနှင့်ပတ်သက်ပြီးတိရစ္ဆာန်တွေကိုအပြစ်ဖို့ကြခြင်းပေါ့တတော်ပညာရှင်တယောက်ကဒါဟာတိရစ္ဆာန်တွေကျူးကျော်တာမဟုတ်ပါဘူးလူတွေကသာတိရစ္ဆာန်တွေရဲ့ဇချက်တွေကိုကျူးကျော်တာပါဟုမှတ်ချက်ပြုသည်သူပြောတာမှန်သည်တောတောင်ဆိုတာတောရိုင်းတိရစ္ဆာန်တို့ရဲ့ဘိုးဘွားပိုင်နေမည်မဟုတ်လားမဂ္ဂဇင်းတစ်စောင်မှာဆောင်းမရှင်တယောက်ကအညာကမကြီးပင်ကြီးတွေကိုအမွှေးတိုင်ကုန်ကျန်းလုပ်ဖို့အတွက်အင်းနဲ့အားနဲ့ခုတ်လဲနေကြပုံတတန်းရဲ့မကြီးပင်ကြီးများ၏ချစ်ရေးအတွက်စိုးရိမ်နေပုံတွေကိုညဏနာနဲ့ရေးတာဖတ်ဖူးသည်ဆောင်းမတစ်ပုဒ်ထဲမှာဖတ်လိုက်ရတာကတော့ရောနေကတစ်တော်ဖုံးလွှမ်းနေတဲ့စိတ်ညွညွတောင်ကုန်းများမှာတစ်ကန်ထရိုက်တာတွေလှုပ်ချက်ကြောင့်အတော်ပါးရလာပြီးတချို့ဒေတာကန်တွေဆိုလျင်စိတ်ထိကြိုက်ပြီးအမာမကျန်းအောင်ဖြစ်ရရှာသည်ဆို၏တောင်းပြောင်းထွေလာရဲစရာမဂ္ဂဇင်းထဲမှာပါသောနိုင်ငံခြားကာတွန်းလေးတစ်ခွက်ထဲမှာတော့တစ်ပင်တွေကိုပြောင်းအောင်ခုတ်လိုက်ကြသဖြင့်တစ်တောက်ငှက်ကလေးတစ်ကောင်ခမညာတတိုင်းကိုသာတစ်ပင်အမှတ်ဖြင့်နှုတ်သီးဖြင့်ထိုးဆွရင်းအာသာဖြေရပုံကိုရေးဆွဲထားသည်ထိမိလုံးသဖြင့်ပြိုင်ပွဲမှာစုရခဲ့တဲ့ရှေ့လူကြီးတွေကတစ်ပင်ကြီးကြီးမားမားမှန်သမျှရုပ်ကစိုးရှိသည်ဒီလိုတစ်ပင်တွေကိုဖျက်ဆီးလျင်ခုတ်လဲလျင်ဒုက္ခတွေ့တတ်သည်ဟုယူဆကြသည်ရိုးရာအစွဲလန်းတစ်ခုမျှသာဖြစ်တော်လဲတစ်တော်တစ်ပင်ထင်းထင်းရေးအတွက်တော့အသုံးတဲ့သောယူဆဖြစ်သည်တစ်ပင်ကြီးတွေမှန်သမျှရုပ်ကစိုးနှက်စင်လေးတွေတက်ဆင်ချိတ်ဆွဲပေးလိုက်ရရင်ကောင်းမယ်ဟုတွေးမိသည်အခုချိန်မှာတော့အင်ဂျီယာမဲ့ဖြစ်ကုန်သောရုပ်ကစိုးတွေသာတဖြည်းဖြည်းတိုးပွားလာလေသည်တစ်ပင်တွေအကြောင်းရှောက်တွေးရင်းတခုတတိယသည်
ရှမ်းပြည်ဘက်သွားတုန်းကအောင်ပန်းပင့်တရလမ်းတစ်လျှောက်တွေ့ရသောအေယာမညောင်ပင်ကြီးများအကြောင်းပင်ဖြစ်၏ကြီးမားတုတ်ခိုင်သောညောင်ကိုင်းကြီးတွေကမြေပြင်းနှင့်မနှိမ့်မမြင့်အနေထားမှာနှမောင်းကြီး၍ဖြာထွက်နေတာရင်သက်ရှုမောပွဲဖြစ်၏လုတ်တက်ကင်တက်လျင်ထိုညောင်ပင်ကြီးများ၏အလှကိုပြပြီးနိုင်ငံသားခရီးသည်တွေစီကငွေတွေချူလို့တောင်ရသည်တခါမြင်မှုလျင်တစ်သက်လုံးမျက်စီတွေကမထွက်နိုင်အောင်လှပလွန်သည်ထိုညောင်ပင်ကြီးများ၏တစ်သားသည်အမွှေးတိုင်ကုန်ချမ်းလှုပ်လို့မရပါစေနှင့်ကျန်းဆိုင်မိတွေးဖို့လို့မကောင်းပါစေနှင့်အိတ်ဖို့တစ်ခွဲသားအဖြစ်အသုံးပြုဖို့မသင့်တော်ပါစေနှင့်လို့သာရုပ်ကစိုးများကိုစားဆုတောင်းလိုက်ရတော့သည်တိုင်းရင်းသားမဂ္ဂတင်2003ခုနှစ်ဖေဖော်ဝါရီလရှာမင်းလူနောက်ဆုံးရေးသားခဲ့တဲ့ဒီရှမ်းပြည်ဘက်သွားတော့ကအောင်ပန်းပင့်တရလမ်းတစ်ချောင်းမှာတွေ့ရသောအေယာမညောင်ပင်ကြီးတွေဆိုတာအခု2026ခုနှစ်မှာရှိလားမရှိလားတော့ကျွန်တော်လည်းမသိတော့ပါခင်ဗျာ